ဒီတခါတော့ဂန်းနာတွေကိုချန်ပီယံလိဖလားကြီးရပါစေဆိုတဲ့ဂရီနဘီချန်ပီယံလိပြိုင်ပွဲဟာအခုဆိုရင်ဆီမီဖိုင်နယ်အဆင့်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးပြိုင်ဆိုင်မှုတွေကလည်းတော်တော်လေးပြင်းထန်လာခဲ့ပြီလို့ဆိုရမှာပါဆီမီဖိုင်နယ်အဆင့်မှာတော့အာဆင်နယ်အသင်းဟာပြင်သစ်ကလပ် PSG အသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီးတစ်ဖက်မှာတော့ဘာစီလိုနာနဲ့အင်တာမီလန်တို့ကထိပ်တိုက်ရင်ဆိုင်နေခဲ့ကြတာပါဆီမီဖိုင်နယ်အဆင့်ကိုတလန်းလာခဲ့တဲ့ကလပ်အသင်းလေးသင်းဟာမတူညီတဲ့လေးတစ်ခုစီကားလို့ဆရာမှာဖြစ်ပြီးဒီတစ်ခါချန်ပီယံလိဆိုပလာကြီးဟာဘယ်နိုင်ငံကိုဥတီမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေကြတာဖြစ်ပါတယ်ချန်ပီယံလိဗိုလ်လူပွဲကိုမေလ31ရက်နေ့မှာဘိုင်ယန်မြူးနစ်အိမ်ကွင်းအလိုင်းရဲ့အရီနာမှာကျင်းပသွားမှာဖြစ်ပြီးအာဆင်နယ်ကလက်ရှိချန်ပီယံရီယယ်မက်ဒရစ်ကိုနှစ်ကျော်ပေါင်း9ဂိုးတဂိုးနဲ့ကွာတာဖိုင်နယ်မှာဖြုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဂန်းနာတွေကဒီဟာဒီချန်ပီယံလိဖလားကိုကင်မြောက်နိုင်ဖို့ရေပန်းအစားဆုံးဖြစ်လာပြီလို့အများစုကထင်မြင်နေတာဖြစ်ပြီး PSG အသင်းကတော့အင်စတိုမီလာကိုခက်ခဲနိုင်ယူပြီးမှဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့လိအဆင့်ပြိုင်ပွဲမှာလည်းအာဆင်နယ်ကိုရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။တခြားတစ်ဖက်မှာဘာစီလိုနာကဒေါမွန်ကိုနိုင်ယူပြီးဆီမီဖိုင်နယ်ကိုတက်ရောက်လာခဲ့တယ်လို့အင်တာမီလန်ကလည်းဘိုင်ယန်မြူးနစ်ကိုဖြုတ်ထားပစ်ခဲ့တာပါ။မန်ယူအသင်းရဲ့နောက်ခံကစားမဟုတ်သူဂရီနီဘီကတော့ကာရာဖိုင်နယ်အဆင့်မှာနိုင်ပွဲကိုစီရယူပြီးဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်လာခဲ့တဲ့ကလပ်အသင်းလေးအသင်းတဲကပရီးမီးယားလိကလပ်အသင်းဖြစ်တဲ့အာဆင်နယ်ကိုချန်ပီယံလိဖလားရစေခြင်းနဲ့ဆိုပြီးဖွင့်ရသွားခဲ့ပါတယ်။မန်ယူကလပ်ဝင်ဟောင်းရဲ့ဂန်းနာတွေကိုဖလားရစေခြင်းနဲ့အကြောင်းကလည်းအာဆင်နယ်ဟာဖလားမရတာ9နှစ်လောက်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ရီယိုဖာရီနဲ့ဒေးဗစ်ဘက်ခန်တို့လိုကစားမဟောင်းတွေအောင်အာဆင်နယ်အသင်းထက်ဆိုင် PSG အသင်းကိုချန်ပီယံလိချန်ပီယံဖြစ်စေခြင်းခဲ့ကြတာဖြစ်ပြီးအခုတော့ဂရီနီဘီကထူးထူးဆန်းဆန်းအာဆင်နယ်ကိုချန်ပီယံလိမှာဘိုးဆွဲစေခြင်းနဲ့ဆိုပြီးပြောလာတဲ့အခါမှာတော့အနောက်အရက်ကနေတွေများထွက်လာမလားလို့တော့တွေးမိပါသေးတယ်။ဂျေမီကာရီကာကတော့သူချစ်မြတ်နိုးတဲ့လီဗာပူးအသင်းကလွဲပြီးကျန်တဲ့အင်္ဂလန်အသင်းတွေပိုဆွဲသွားမှာကိုမမြင်ချင်ပေမဲ့ဂရီနဘီကတော့ဒီနှစ်မှာချန်ပီယံလိကိုအာဆင်နယ်ဖလားရသွားစေချင်တယ်လို့အံ့အားသင့်ွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ဟာဒီဟာဒီချန်ပီယံလိမှာအောင်မြင်မှုမရခဲ့ဘူးဆိုရင်900ဒီဇက်တိုက်ဖလားလက်မှတ်နဲ့အဆုံးသတ်ရတော့မှာဖြစ်ပြီးမီကေအာဒီတာကကြီးမားတဲ့စူဖလားတစ်လုံးမဖြစ်မနေရယူဖို့လိုအပ်နေပြီလို့မန်ယူနောက်ခံလူဟောင်းကြီးကပြောဆိုခဲ့တာဖြစ်ပါတယ်။ဂရီနဘီကအာဒီတာဖလားရသွားတာမြင်ရမယ်ဆိုရင်လည်းကျွန်တော်အတွက်လုံးဝအစိတ်မရှိပါဘူး။ကျွန်တော်သူတို့ကိုအာဒီတာအတွက်တကယ်ကိုဖလားရစေချင်ပါတယ်။ဖလားမရတာ9နှစ်လောက်ရှိပြီထင်ပါတယ်။သူ့အနေနဲ့ကြီးမားတဲ့ဖလားတစ်လုံးတော့လိုအပ်နေပါပြီ။သူဖလားရဖို့လိုပါတယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။ကာရီကာကတော့ကျွန်တော်ကတော့အာဆင်နယ်ကိုဖလားရစေချင်တယ်လို့ပြောမှာမဟုတ်ပါဘူး။ဘာဖြစ်လဲဆိုတော့အဲ့လိုပြောရင်ကျွန်တော်လိန်ပြောတာဖြစ်မှာမဟုတ်လို့ပါ။ကြီးမားတဲ့ဥရောပပြိုင်ပွဲတွေမှာကျွန်တော်အသင်းကလွဲပြီးတခြားအင်္ဂလိပ်အသင်းတွေဖလားရတာကိုမမြင်ချင်ပါဘူး။ PSG ကဖလားရခဲ့ရင်သူတို့ကမန်စီနေမှအမ်ဘာပေတို့ကိုပိုင်ဆိုင်ခဲ့ပြီးဖလားမရခဲ့တာကြောင့်ပြိုင်ပွဲအတွက်ကောင်းလိမ့်မယ်လို့ထင်ပါတယ်။ PSG အသင်းမှာငယ်ရွယ်တဲ့ကလေးတွေမဟုတ်ပဲငယ်ရွယ်ပြီးအင်တိုင်အားတိုက်ကစားနိုင်တဲ့ထိပ်တန်းကစားသမားတွေရှိပါတယ်။အသင်းတစ်သင်းထက်တောင်ပိုပါတယ်။ခင်ဗျားသာအမ်ဘာပေဆိုရင်သူတို့ကိုထားခဲ့ပြီးရီယယ်မက်ဒရစ်ကိုသွားခဲ့ရင်သူတို့တွေဖျို့ဖျဲဖြစ်ကြံခဲ့လိမ့်မယ်လို့ထင်ထားခဲ့မှာပဲဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်။ကာရီကာကတော့ PSG အသင်းကိုရစေချင်ပေမဲ့ဒီဟာဒီမှာဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြင့်အာဆင်နယ်အသင်းကရည်တည်နေခဲ့တာဖြစ်ပြီးဘာစီလိုနာအသင်းကိုနောက်ကောက်ချပြီးဂန်းနာတွေဟာချန်ပီယံဆုအတွက်ရေပန်းစားနေခဲ့တာပါ။လာမယ့်ဧပြီလ30ရက်နေ့မှာတော့အာဆင်နယ်အသင်းဟာ PSG အသင်းကိုအခန့်ကစားရမှာဖြစ်ပြီးဆီမီဖိုင်နယ်အဆင့်ကိုကြော်ဖြတ်ပြနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။